ကဲဖန်ရအားလုံးကိုနှုတ်ဆက်ပါတယ်နော်အန်ကကေကတော့အန်ကကေမိုးကောင်းကင်နှုတ်ဆက်ပါတယ်အားလုံးမင်္ဂလာပါဒီရန်ချက်ပါတယ်ဗောနော်ကိုမိုးလည်းမခွဲချင်မဲ့ခွဲရတော့မယ်ချင်းဒီတစ်ခုမျိုးဖြစ်လို့ပါနော်ချင်းဒီကခက်ခါတိတ်မကောင်းတော့ကိုမိုးလည်းနားလာပြီဗောနော်ပွဲတွေဘယ်ပွဲမှလည်းမခံတော့ပါဘူးကိုပစ္စည်းတွေကိုဖြောက်ရောင်းတော့ဘောနော်အကုန်လုံးဒါတခုမှမကြည့်အောင်ဒီမှာဆက်လိုက်ပြီးတဲ့လေးလုံးစီးတယ်အတန်ကြီးနေလောင်းအတန်ကြီးမရှိသေးတယ်ဘန်းနဲ့စတင်ချတာပြီးသားပဲဒီမှာတော့မီဒန်အင်္ဂလန်မှာလောက်တာပြီးသားအကုန်လုံးဟိုမှာမီဒန်နေပရက်စတိတ်ခွာရင်အသက်တိုင်းမရှိသေးတယ်ပါဘောနော်မလော်လေးလုံးလောင်းအတန်ကြီးနေပါနော်ကဲချနေပြီဘောနော်ကိုမို့လို့ဒီနေ့အပီးချမယ်စက်ဒီအကုန်လုံးတန့်စင်တရက်2ရက်တယောက်တည်းဆိုတော့မှာရွာကညီလေးတယောက်ကိုချောဆွဲထားရတယ်တယောက်ကဲကိုမို့လို့ချနေရောနော်အန်ကခေတော့အားလုံးကိုနှုတ်ဆက်တယ်နော်အားလုံးကိုရမ်းချစ်တယ်ကိုမို့တော့ညက်ပတ်နေရောပဲညက်ပတ်နေရောအားလုံးနှုတ်ဆက်တယ်ရမ်းချစ်တယ်ရမ်းချစ်တယ်နော်မကျန်ရက်ဆက်အားလုံးကိုရမ်းချစ်ပါတယ်ဗျာနှုတ်ဆက်တယ်တတကိုမိုးကနားလိုက်တော့မယ်နော်ပွဲနားပြီပေါ့နော်လက်တွေမဲသေးတယ်ရောက်သေးဒီကလုံးနော်အဲ့ဒီအားလုံးနှုတ်ဆက်ပါတယ်အကုန်လုံးနှုတ်ဆက်တယ်ပေါ့နော်ဖြုတ်အဲ့ကလေးကြိုးတွေရသလားဖြုတ်မိချောင်းတွေမှာဖြုတ်မှတပည့်စားလားအေးမိချောင်းကလေးကြိုးတော့နေကိုမိုးဓာတ်လည်းစားဓာတ်သိမ့်မကောင်းတော့ဟလားနေရောဘယ်သူဝယ်လိုက်လဲဆိုတော့မဟုတ်ဘူးကိုညီလေးတစားကြီးဖြောက်ရောင်းပြီးတော့နော်ရမရညီလေးထားကျူတာလေးလည်းရောင်းမယ်ကတ်လိုက်ရောင်းမယ်နော်အလုံးကြီးတော့မရောင်းတို့တကက်ဆိုတကက်လော်လေးလုံးတကက်ဆိုတကက်လုံးဝအတန့်ကြီးပဲစီတည်ကြလုံးဝအောက်သားတွေအစအကုန်လုံးလော်ဆိုတဲ့လုံးဝဆေးသားလုံးဝအကောင်းအလန်းကြီးပဲစီတည်တယ်လိုက်တယ်ဘလူးရိုးနဲ့ဂိုင်းဒါလက်ဟောင်းမနော်လက်ဟောင်းတွေပေါ့နော်အထုတွေပေါ့နော်ဒီလောကတော့အထုတွေကဲရောင်းမယ်ဗျာရောင်းမယ်လိုင်းမကောင်းလို့ပုံမဖြောတာဟာဒီဂိမ်း6500လုံးဝလက်ဟောင်းလေးနော်အတန့်လေးလုံးဝဘာအနာစာမှမရှိတာဘူးကိုမိုးတောင်းလာလည်းမကြတယ်ဟာဒီဂိမ်း7500လည်းလုံးဝအတန့်ကြီးနော်အိမ်ကုန်တွေလည်းရောင်းပေးမယ်လက်ကင်ကွက်တွေနဲ့လုံးဝလိမ်မရောအခုလက်ကင်ကွက်တွေနဲ့ဒီမှာလည်းလက်ကင်ကွက်တွေ2009အထောက်နေရလုံးဝအတန့်ကြီးရရအထောက်နေရလုံးရမယ်2009ရမယ်လို့1000 MB ခွဲဆိုတာမီဒန်နဲ့ရမယ်နော်ပလီမိုက်ပလီတွေရမှာပေါ့နော်ဒါမိုက်တုံးမဲ့ပလီဒါပေါ်တဲ့အော်ပုံလိုချင်သူများရမှာပေါ့နော်အကုန်လုံးကားတော့ရောင်းမယ်ကားလည်းရောင်းမယ်မီဆက်လည်းရောင်းမယ်အကုန်လုံးအားလုံးမင်္ဂလာပါဖန်ဒီကိုရမ်းချစ်တယ်မခွဲချင်ပဲခွဲလိုက်ရတယ်ပေါ့နော်ကိုမိုးကတော့အချင်းဒီချိန်ခါတစ်ခုကြောက်ပေါ့နော်ဘယ်လိုပဲဖြစ်နှမျောတယ်တွဲစီရင်ပြတ်သွားပြီနားပြီးပေါ့နော်နားပြီးကိုမိုးတို့နားပြီးဖြောက်နေပြီတကယ်ကိုပြောတာပါတကယ်ကိုဖြောက်နေတာတကယ်ကိုနားနေတာအားလုံးရမ်းချစ်တယ်မီဒန်ပေါ့နော်မီဒန်၄တန်းရမယ်ဝယ်သမားစီရင်ပြောပြပါဘာအနာစာမှမရှိဘူးပေါ့နော်ဒါဖြုတ်ချပွားရင်ကိုမိုးတန့်စင်လောက်ပေးမယ်လောက်ပေးပြီးနေကြရင်ပြန်ပြပေးမယ်တစိမ့်တွေအကုန်လုံးပြန်ခွာပြီးတော့အနာအစာအပုံးပဲတစ်စက်မှမရှိတာဘူးပေါ့နော်အနာစာအပုံးပဲတစ်စက်မှမရှိတာလားတော့ဒါပလတ်စတစ်ခွာလိုက်ပြီးတော့ original အထဲမှာလာပြီးလုံးဝ original အတိုင်းပဲတန့်စင်ရင်လောက်ပေးမသေးချာမီဒန်၄ချောင်းစီမယ်ဆက်လိုက်ပြီး၄လုံးဈေးတော်နဲ့ရောင်းပေးမယ်ဘာမှပါမယ်စတင်ချလာပြီးသားအတွက်ကြောင့်နှလုံးနဲ့မခွဲရောင်းပါ၄လုံးမခွဲဘာမှပါမယ်ပရတဲ့အော်ပုံလုံးဝအတန့်ကြီးဗျာဆယ်ပုံတန်းတော့မထွက်ဘူးလုံးဝလက်ဟောင်းနေ
အားလုံးမင်္ဂလာပါဒီထဲထည့်မှာပေါ့နော်ယုံနဲ့ထည့်မယ်ဘာပုံးနေကြတော့ယုံထဲမှာပဲထည့်မယ်လော်တွေကတော့အိမ်ထဲသွင်းမယ်အိမ်ထဲမှာပဲသွင်းမှာပေါ့နော်လော်တွေကတော့အိမ်ထဲသွင်းမယ်ဘာလို့နားလိုက်တာလဲဆိုတော့ကိုမိုးလိုက်ဖွင့်ရတာဖွင့်ရတယ်အဆင်သိမပြေတော့ဘူးလေညီလေးတို့အဲ့ဒါကြောင့်ချင်းနေပေါ့နော်ချင်းနေခါခုတစ်ခုကြောက်ပေါ့အချင်းနေတစ်ခုကြောက်ကိုမိုးနားလိုက်ပြီပေါ့နော်အားလုံးလည်းရမ်းချက်ပါတယ်ဘယ်သူမဆိုအကုန်လုံးချက်တယ်ကိုမိုးနှုတ်လည်းနှုတ်ဆက်တယ်အားလုံးပေါက်သမားတွေအားလုံးလည်းနှုတ်ဆက်တယ်ဒီနေရာကနေပေါက်သမားတွေအားလုံးလည်းနှုတ်ဆက်တယ်ကိုမိုးဒီနေရာနေအရန်ချက်တယ်ပေါ့နော်အားလုံးကိုအရန်ချက်ပါတယ်လို့မင်္ဂလာပါနှမျိုးလေဗျာအသားပါတုံဆက်ပါတုံရောင်းပါဘယ်လိုလုပ်မဲရောင်းမရတော့မို့တစ်ခေါက်တစ်ဖွင့်တစ်ခေါက်တိုင်းတစ်ခေါက်တစ်ဖွင့်တစ်ခေါက်တိုင်းဆိုအဆင်မပြေဘူးလောက်ရတာကိုရီးယားပတ်စံနဲ့ဝါသနာကြီးတယ်အဲ့ဒါကြောင့်ဝါသနာကြီးတို့တို့တိုင်လဲကိုမိုးသွားတာပဲရအောင်သွားတယ်ပတ်စံရတာမရတာခေါင်းလည်းမထည့်ဘူးဝါသနာကကြီးတော့လဲဒုက္ခခံရတာပဲဒါပေမဲ့တအားဒုက္ခခံတာများတော့တချို့လူတွေရဲ့ရက်စက်မှုကြောင့်ပေါ့နော်ရက်စက်မှုကြောင့်ဒါပေမဲ့တို့တွေအဆင်ပြေပါစေဗျာဒီထက်မကကြီးဝါချမ်းသာပြီးတိုးတက်ပြီးအောင်မြင်ပါစေကိုမိုးရဆုတောင်းပေးတယ်နော်ဘဝစတိုင်းလုံးဝအဆင်ပြေပါစေဗျာကိုမိုးဆုတောင်းတယ်ဒါပေမဲ့ကိုမိုးတယောက်တတ်တာလေးနဲ့သူအဆင်ပြေမယ်ဆိုပြီးရောဟုတ်တယ်ဟလားကိုမိုးတယောက်တတ်တာလေးနဲ့သူတို့အဆင်ပြေမယ်ဆိုရင်ပြီးရောကိုမိုးဖြုတ်ပေးတယ်အခုဖြုတ်ချလိုက်ပြီနော်ကျင်းတော့ပြီပေါ့ဒီလောက်ဆိုရင်ကိုမိုးလည်းဒီလောက်ပဲပြောပါတယ်ဘယ်လောက်မှဘာမှမပြောချင်ဘူးအဲ့ဒါကြောင့်ကိုမိုးတော့ပေါက်သမားချင်းကတော့မိသားစုလိုပဲအကောင်လုံးကတော့တလေလဲတော့တလေလဲစီးဒါမိသားစုတွေရောเนาะအကောင်လုံးကတော့ဒါခုကိုမိုးဖြတ်ရောက်မယ်ဆိုရင်တော့အနေဆုံး400ကျော်လောက်ရှိမှာပေါ့ကာအိုမီဇက်ကောပေါက်တွေရောဆိုအကောင်လုံးအုပ်ဆောင်ဆိုတော့အနေဆုံးဒီ၄လုံး